နိဝေသနောတိယအနာလယောဘဝိယညိကတွေ့တာမှုမရှိသူဖြစ်ရမယ်စစ်ဘုကြီးတရားဟာစစ်မြေပြေစစ်တီအပေါင်းကိုစုပြီးတော့ရန်သူတွေနဲ့ဆေးထိုးတဲ့အခါဆာလောင်းလာတယ်ငတ်မွတ်လာတယ်ခြေဝတ်တန်းစာတွေကလည်းပဲရော့လာတယ်လက်နဲ့တွေကလည်းပဲကျလာတယ်အဲ့ဒီချိန်ခါမျိုးမှာစစ်တီဘုရားအတွင်းဝင်ပြီးတော့အပင်ပန်းဖြေရတယ်စားတဲ့စားထိုက်တဲ့အစားစားတွေကိုစားပေးရတယ်ရေလည်းပဲတောက်ပေးရတယ်ခြေဝတ်တန်းစာတွေကိုပြန်ပြီးတော့တင်းတင်းကြပ်ကြပ်ဝတ်ဆင်ရတယ်လက်နဲ့ကိုကိုင်းပြီးတော့တဖန်စစ်တိုက်ထွက်ရတယ်အဲ့လိုစစ်ထိုးစဉ်တစ်ဖက်ရန်သူအပေါင်းကိုနှိမ်နှင်းနိုင်တယ်မအောင်သေးတဲ့ရန်သူတွေကိုအောင်နိုင်တယ်အောင်ပြီးတဲ့တိုင်းနိုင်ငံတွေကိုစောင့်ရှောက်နိုင်တယ်အဲ့ဒီစစ်သားကြီးစစ်တီဘုရားအတွင်းမှာဝင်ပြီးတော့အဲ့ဒီလိုပင်ပန်းဖြည့်စဉ်အဲ့ဒီစစ်တီဘုရားအတွင်းမှာတာယာမှုကိုပေးပြီးတော့အကယ်၍နေမဲဆိုးခဲ့လို့ရှိရင်တိုင်းပြည်ဟာသူတစ်ပါးရဲ့လက်ထဲမှာရောက်သွားနိုင်တယ်ထို့အတူပဲယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်သည်မိမိရပြီးတဲ့နုနယ်သေးတဲ့ဝိပဿနာကိုခွန်တလဲလဲသမပတ်ကိုဝင်စားရမယ်အဲဒီကနေထားပြီးတော့စင်ကြယ်သောစိတ်ကလေးနဲ့သင်္ခါရတရားတွေကိုအိဋ္ဌဒုက္ခအနတ္တလက္ခဏာရေးသုံးတန်းဖြင့်သုံးသပ်ရမယ်အဲဒီလိုစောင့်ရှောက်ခြင်းကစွမ်းနိုင်တယ်တဲ့အထက်မှာမရသေးတဲ့မဖို့တွေရလာနိုင်တယ်ကိလေသာမှန်ပေါင်းကိုအောင်မြင်နိုင်တယ်အကယ်၍သာအဲ့ဒီယဟန်ဟာတမပတ်ကိုตาယာနေမယ်ဆိုခဲ့လို့ရှိရင်စင်ကြယ်သောစိတ်ဖြင့်အပန်းတလဲလဲသင်္ခါရတရားတို့ကိုအနိစ္စဒုက္ခအနတ္တလို့ဝိပဿနာဖြင့်မသုံးသပ်တော့ဘူး